Hello မင်္ဂလာပါဗျာကျွန်တော်အခုဆိုရင်အင်ခေါင်းဝင်ရတဲ့နေရာလေးရရှိနေပါပြီဒီဟာလေးကကျွန်တော်စဝင်တော့မဲ့အဝင်နေရာလေးပြောတစ်ထဲမှာဆိုရင်ခေါင်းဝင်ဘယ်လောက်ကျဲတယ်ဆိုတော့ကျွန်တော်တို့လိုက်ကြည့်ကြည့်ဗျလိုက်ကြည့်ပေးကြည့်ရှုပေးကြပါဗျာသူကမလုပ်ဘူးဒီကူပါဒီကူပါမလုပ်တာလားဘယ်လိုမလုပ်ဘူးအဲ့တော့ကျွန်တော်ကလုံနီးသိတယ်ဒါပေမဲ့ကျွန်တော်သိတယ်ဆိုတော့ဒီကူပါဂျာမန်ကမလုပ်ဘူးဂျပန်ကပဲလုပ်ဟုတ်တယ်ကွာ